မင်္ဂလာပါရှင်ကျွန်မဒီတစ်ခေါက်ဖတ်ပေးမယ့် reading ကတော့အိမ်အောင်ရှိတဲ့လူလေးတွေအတွက်ပဲဖြစ်ပါတယ်အိမ်အောင်ရှိတဲ့လူလေးတွေအတွက် reading ဖတ်ပေးပါမယ်အိမ်အောင်ရှိပြီးတော့ဘာလို့ဖတ်ပေးမှာလဲเนาะဆိုတော့အိမ်အောင်ရှိပြီးတော့လောလောဆယ်အဆင်မပြေဖြစ်နေကြတဲ့လူတွေအတွက်ပေါ့နော်အဲ့အတွက်ကျွန်မဖတ်ပေးပါမယ်အရင်ဥဆုံးဒီ reading ကိုเนาะအိမ်အောင်ရှိပြီးတော့ဘယ်လို energy ရှိတဲ့လူတွေအတွက်လဲဆိုတာကျွန်မ energy check လုပ်ပေးပါမယ်အိမ်အောင်ရှိပြီးတော့ဘလို့လူတွေတွက်လဲဆိုတော့ပေါ့နော်အိမ်အောင်ရှိပြီးတော့ပေါ့နော်အိမ်အောင်ရှိပြီးတော့ပေါ့နော်သူတို့လောလောဆယ်အစင်မပြေဖြစ်နေတယ်အစင်မပြေဆိုတာစီးပွားရေးမဟုတ်เนาะအိမ်အောင်ရေးအစင်မပြေတာကိုပြောတာအဲ့ထက်မှာသူက the hermit ကရဲ့Ace of Cupsနော်အဲ့တော့ဘာဖြစ်လဲဆိုတော့ပေါ့နော်ဒီအိမ်အောင်ရေးကိုအစင်ပြေခြင်းတယ်ပေါ့အစင်ပြန်ပြေခြင်းတယ်ဆိုတော့လူတွေကြည့်ရမယ် reading ပေါ့နော်အစင်မပြေဖြစ်နေတယ်တယောက်နဲ့တယောက်ခွဲနေတာလည်းဖြစ်ရင်ဖြစ်မယ်ဟိုစာချုပ်စာတမ်းမှာကွာရှင်းထားတာမဟုတ်သေးဘူးတယောက်နဲ့တယောက်အစင်မပြေတာပေါ့နော်အဲ့တော့အဲ့လိုလူလေးတွေကြည့်လို့ရပါမယ်ပြန်အစင်ပြေခြင်းတယ်ပေါ့နော်အဲ့လိုမျိုးစာချုပ်စာတမ်းနဲ့လည်းမကွဲရသေးဘူးတယောက်နဲ့တယောက်လည်းခွဲနေကြတယ်ဒါပေမဲ့ဒီအိမ်အောင်ရေးကိုမပြည့်စည်ခြင်းဘူးအဆင်ပြေခြင်းနဲ့ဆိုတော့လူတွေကြည့်လို့ရပါတယ်အလုပ်တော်တော်ကြိုးစားရတယ်ထင်တယ်เนาะဒီ reading ကိုကြည့်မဲ့လူတွေကလေဒီခုန energy စစ်တော်လဲပါတယ်အလုပ်ကြိုးစားရတယ်ဆိုတဲ့ကတ်justice ကို judgment ကိုမလီဟိုတော့ major ကတ်3ကတ်ဇက်တိုက်ကြလာဇက်တိုက်ကိုကြနော်အဲ့တော့အိမ်အောင်ရှိတဲ့နော်လူလေးတွေအတွက်က energy check ပြီးပြီဆိုတော့ပေါ့နော်ဒီမှာဘာတွေ့ရလဲဆိုရင်နော်ဟိုဘာသာရေးလောက်ကြတယ်နဲ့တူတယ်နော်ဘာသာရေးလည်းလောက်ကြတယ်ဘယ်ဘာသာကိုပဲကိုယ်ပဲပေါ့နော်ဘာသာရေးလည်းလောက်ကြတယ်နော်အဲ့ဒီလိုလူလေးတွေအတွက်ပေါ့နော်ဘာလဲဆိုတော့ပေါ့နော်ပြန်ပြီးတော့ပေါ့နော်ကံကြမ္မာကနေပြီးတော့အစင်ပြေဖို့အတွက်ပေါ့နော်အစင်မပြေဖြစ်နေတဲ့အိမ်အောင်ရေးတွေဆိုရင်ကံကြမ္မာကအစင်ပြေဖို့အတွက်ဖန်တီးပေးပါလိမ့်မယ်ပေါ့နော်အဲ့လိုလူတွေကဘာသာရေးလဲလုပ်တယ်အလုပ်လဲစူးစမ်းတယ်ဆိုတဲ့လူတွေပေါ့နော်အဲ့တော့ပြန်လေပြီးတော့ပေါ့နော်နော်သူ့ရဲ့နှလုံးသားတွေကဘယင်သူ့ရဲ့နှလုံးသားတွေကဘယင်မအဖြစ်နော်ပြန်လေပြီးတော့ပေါ့နော်စိုးမိုးနိုင်ပါလိမ့်မယ်ပြန်လေပြီးတော့ပေါ့နော် empress ပေါ့နော်ကြည့်နေတဲ့လူလေးတွေကအမျိုးသားတွေဆိုလို့ရှိရင်အမျိုးသမီးနဲ့ပြန်ပြီးတော့အဆင်ပြေခြင်းနဲ့ဆိုရင်သူမနဲ့ပြန်အဆင်ပြေလိမ့်မယ်ကြည့်နေတဲ့လူတွေကအမျိုးသမီးဆိုလို့ရှိရင်အမျိုးသားနဲ့ပြန်ပြီးတော့အဆင်ပြေပါလိမ့်မယ်အဲ့တော့နော်သူကဘာစကားပြောခြင်းလဲအဲ့ဒါလေးတစ်ချက်ကြည့်ပေးမယ်နော်ဒီထဲမှာ twin flame လေးလည်းပါတယ်ခင်ဗျကျမကလေဟို twin flame နဲ့ကိုမလွတ်ဘူးထင်တယ်နော်ဟို twin flame reading မဟုတ်တယ်ပေါ့နော်တခြားရိုးလူလေးတွေအတွက်ကိုကျမကဒီ reading လုပ်ပေးတာလေနော်ဒါပေမဲ့လည်းဘာဖြစ်လဲဆိုတော့ twin flame ဆိုတဲ့ကပ်ပဲကြာတာနော်တချို့တွေကြတော့လေနော်ဒီ twin flame ဆိုတဲ့အကြောင်းကိုမသိခင်ကနေအိမ်တောင်ကြာထားတာလေနော်အိမ်တောင်ပဲအချင်းချင်းဒီ
အစင်မပြေလို့ကွဲသွားပြီဆိုတဲ့ခါကျမှ twin flame မှဖြစ်နေရောနော်အဲ့ဒီခါကျတော့မှ twin flame connection မှတိပြီးတော့ပြန်ပြီးတော့ချစ်ကြပြီးတော့ဘာဖြစ်သွားလဲဒုတိယတစ်ကြိမ်ဟလာမင်္ဂလာဆောင်ပြီးတော့မှဘောနော်ပြန်ပြီးတော့သူကနှစ်ကြိမ်ပေါ့နော်ဘဝမှာဒီယောက်ျားဒီမိန်းမနှစ်ကြိမ်ပြန်ပြီးမင်္ဂလာဆောင်ရတယ်သူတို့ဒီ twin flame connection ဖြစ်နေတယ်ဆိုတာကိုပထမတစ်ကြိမ်ကွဲပြီးတော့မှသူတို့ဒီတည်သွားတယ်နော်ဒါလည်းအဲ့ဒီလိုပါမယ်ထင်တယ်ဒီမှာ twin flame နော်ကျမ twin flame နဲ့ကိုပြေးလို့မလို့ဘူးပြည့်တယ်နော်You activated my soul to find my true purpose and destiny in life တဲ့နော်တွေ့လား။ twin flame connection ရလေဘလောက်တောင်မှအဆင့်မြင့်လဲဆိုတော့နော် destiny နော်true purpose in life တဲ့နော်ဘဝမှာကိုယ့်ရဲ့တကယ် true purpose ဆိုတာကဘာလို့ဆိုလိုတာလဲဆိုတော့အခုလက်ရှိကပေါ့နော်ဘယ်လို career လုပ်နေရလဲဥပမာပကြီးဆရာလုပ်နေတာလားเนาะ fashion designer လုပ်နေတာလားเนาะဒါကဝင်ငွေလမ်းကြောင်းတစ်ခုအနေနဲ့လုပ်နေပေမဲ့ true purpose ဆိုတာကြအဲ့ဒါမဟုတ်ဘူးငွေရတာတည်းမဟုတ်ဘူး true purpose ဆိုတာကကျမတို့လို tarot reader တွေเนาะတချို့ကကြတော့လည်းပါလဲဆိုလို့ရှိရင် coaching အလုပ်တာ coaching ဆိုတာစီးပွားရေးနဲ့ပတ်သက်ပြီး coaching မဟုတ်ဘူးเนาะဒီ spiritual နဲ့ပတ်သက်တဲ့ coaching အလုပ်ပေါ့เนาะဒါမျိုးတွေလုပ်တာတွေရှိတယ်ပေါ့เนาะဒီ spiritual နဲ့ပတ်သက်တဲ့အလုပ်တွေပေါ့နော်အဲ့ဒါကိုတဲ့ activate လုပ်ပေးသလိုပဲတဲ့နော် activate လုပ်ပေးခဲ့ပါတယ်တဲ့နော် you help me heal in ways no one else could နော်ဘယ်သူမှမလုပ်နိုင်ပေးတဲ့နော်နီလန်းနေနဲ့ပေါ့နော်သူ့ကို heal ဖြစ်ဖို့အတွက်ကူညီပေးခဲ့တယ်တဲ့သူ့ရဲ့နော်ဒီ twin flame connection မှာတွေ့ပြီးသွားပြီဆိုရင်ဘာတွေ heal ဖြစ်သွားလဲနော်တွေ့တဲ့ခါကျတော့ Mara ပြတယ်ဘယ်အချိန်မှာပြလဲဆိုရင် separation ကာလမဖြစ်ခင်မှာပြပြီးတော့ separation ကာလမှာလည်းเนาะအဲ့ဒီလို Mara ပြမှာတွေစိုးရိမ်တဲ့အတွက်ကြောင့်ဘာဖြစ်လဲဆိုတော့ runner ဖြစ်တယ်ပေါ့နော် runner ထွက်ပြေးတယ်ပေါ့နော်အဲ့ဒီမှာဘာလိုလာပြီလဲဆိုရင်အဲ့ဒီခါကျရင်เนาะကွက်ကွာရတဲ့ခါနာကျင်မှုတွေခံစားရတဲ့ခါ healing လိုလာရောအဲ့တော့เนาะ spiritual အကြောင်းကိုစိတ်ဝင်စားတဲ့လူဒီလဲဘာဖြစ်သွားလဲအဲ့ဒီကျရင် healing ဆိုတာမျိုးကိုသူစိတ်ဝင်စားလာပြီเนาะကိုယ်တိုင် healing သင်တန်းတွေပါတယ်မတက်ပေမဲ့ healing service တွေပါတယ်ယူအကောင်မှန်းသိလာပြီเนาะအဲ့ဒီခါမှာဘာထက်တည်မလဲဆိုလို့ရှိရင် separation ကာလမှာ childhood trauma เนาะ childhood trauma ရှိတာကိုလည်းသိတဲ့အခါကျရင် healing လုပ်နိုင်လိမ့်မယ်ကိုယ်စီမှာရှိနေတဲ့ပေါ့နော်ရင်ထဲမှာရှိနေတဲ့တိမ့်ထားတဲ့ကိုမသိသေးတဲ့ပေါ့နော်အဲ့ဒီ healing လုပ်ဖို့လိုနေတဲ့အပိုင်းတွေကိုလည်းသိသွားမယ်နော်အဲ့ဒါဘာကောင်းကျိုးလဲဆိုတာ twin flame connection ရဲ့ကောင်းကျိုးပေါ့နော် Thank you for finding me again this time around နော် finding me ဆိုတာကိုရှာတွေ့သွားတာနော်ကိုပါလဲ who I am ဆိုတဲ့ကိုနဲ့ကိုတကယ်ရှာတွေ့သွားတာကိုရဲ့ true self ကိုရှာတွေ့သွားတာပေါ့နော်အဲ့ဒီအတွက်သူကကျေးဇူးတင်စကားပြောတာပေါ့ဒါ twin flame connection မှာရနိုင်တဲ့ဒါတွေက service တွေပေါ့နော်အဲ့တော့ twin flame connection ဆိုလို့ရှိရင်ဒါတွေမှမသိဘူးမကြုံရတဲ့လူကတော့သိမှာမဟုတ်နော်ကဲဒီမှာနဲ့ twin flame နဲ့ရှောင်းလို့ပြေးလို့မလွန်နိုင်ဟိုဗာလဲထက်နေစီရဲ့တခြင်းလို့လေရှောင်းလို့ပုံးလို့မရတာနောက်ဆုတ်ဖို့ကြိုးစားရင်ရှေတိုးမိဆိုတဲ့တခြင်းလေးရလေရှောင်းလို့တိတ်လို့မရနိုင်spiritual partnership တဲ့တွေ့လားtwin flame လို့လည်းကြတယ် we walk our soul path together soul path SOUL soul path together အတူတော့နော် spiritual partnership ဟုတ်ပြီလား